အားလုံးပဲမင်္ဂလာပါအရန်တာရ channel နဲ့ကြိုဆိုပါရစေမင်းခုလုပ်ပေးမှာကဘာကိုလေးတွေအတွက် January reading ပါ April 23ရက်နေ့ April 19အတွက်ဖြစ်ပါတယ် January reading ဖြစ်တဲ့အတွက်အကုန်လုံးနဲ့ energy ကိုင်းနေချင်မှကိုင်းနေမယ်ကိုယ်နဲ့ကိုင်းနေတဲ့အပိုင်းလေးကိုပဲယူပါ energy ဘိုင်းဖြစ်ခဲ့လို့ရှိရင်မင်းကို like and follow လေးတွေကိုမေးပါနဲ့Okay. Two or so. Three or so. Three or cup. Okay. သုံးပွင့်ဆိုင်ချင်းနေသုံးပွင့်ဆိုင်ချင်းနေနဲ့ကြုံတွေ့နေရတယ်ဘာကိုလေးတွေကဖန်တီးတာလားဘာကိုနဲ့ပတ်သက်ဆက်နွယ်တဲ့သူတွေကဖန်တီးလာတာဖန်တီးတာလားတော့မသိဘူးသုံးပွင့်ဆိုင်ချင်းနေဘာကိုလေးတွေတခုသိထားမှာလှုပ်လေလှုပ်တယ်လို့အနားယူဖို့လည်းမမေ့နဲ့နော်တချို့ဘာကိုလေးတွေအတွက်ကနိုင်တော်များများကအလုပ်အတွက်အချိန်ပေးထားတဲ့အနေအထားမျိုးကိုတွေ့ရတယ်အဲ့တော့အလုပ်လဲလုပ်တယ်လို့အနားယူဖို့လည်းမမေ့နဲ့ဟို personal နဲ့ work life က balance ဖြစ်ဖို့လိုအပ်နေရဆိုအခြေအနေမျိုးမြင်တွေ့ရတယ်နော်ဒါလည်းနားအလုပ်လဲလုပ်နားချိန်မှာနားလှုပ်ချိန်မှာလှုပ်ကာလတွေအတွင်းမှာ contract တချို့ကျတော့ကိုယ့်ရဲ့ဒီအလုပ်နဲ့ပတ်သက်တဲ့ contract တက်တန်တိုးတာဒါမှမဟုတ်လို့ရှိရင်စာရွက်စာတမ်းတွေကိုလက်မှတ်ထိုးရတာအလိုအနေထားမျိုးလေးရှိကြုံရတဲ့တချို့ကျတော့ project အသစ်ကိုလက်မှတ်ထိုးတာတွေပါရရှိမယ်အဲ့လိုမျိုးလက်မှတ်ထိုးရတဲ့အနေထားမျိုးလေးတွေကြုံရတတ်တယ်။ချိုးကတော့အလုံးနဲ့ပတ်သက်တာချိုးကတော့ personal နဲ့ပတ်သက်တာချိုးကတော့အိမ်ချမ်းမြေဝယ်တာပေါ့နော်။မျိုးပေါ့အားလုံးနဲ့သက်ဆိုင်တယ်နော်။အကျုံးဝင်လို့ယူလို့ရတယ်။လက်မှတ်ထိုးတာတော့ပါတော့စာချုပ်စာတမ်းလက်မှတ်ထိုးတာတော့နော်။ပြီးတော့အိမ်ငါပြေးလို့ဆက်ပြီးတော့အိမ်ထပ်ငါတာပါညာပေါ့နော်။အကုန်လုံးနဲ့သက်ဆိုင်တယ်စာချုပ်စာတမ်းကိစ္စလေးလိုရမယ့်အနေထားမျိုးလေးကြုံရတတ်တယ်။အတူတူရှိနေတာတယောက်စိတ်ထဲမှာရှိတာတယောက်အဲ့ဒါကိုအတူတူရှိနေရလို့လည်းသိတယ်နော်အဲ့အနေထားကြီးကိုမြင်တွေ့နေရတယ်Okayလမ်းခွဲဘူးတဲ့လူတရားကို message တွေပို့ချင်တာဖုန်းပြောချင်တာစကားပြောချင်တဲ့အနေအထားစိတ်တွေဆိုတော့ပြင်းပြထန်ဖြစ်နေတဲ့အနေအထားမျိုးတွေ့ရတယ်နော်action ယူမိတော့မယ့်အနေအထားမျိုးတွေ့ရတယ်ဘာအကြောင်းပြောချင်လဲဆိုလမ်းခွဲခဲ့တဲ့နေ့ရအကြောင်းတွေကိုပြောချင်နေတဲ့စိတ်တွေပြင်းထန်နေတယ်လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းတော့မို့အဲ့လမ်းခွဲမှုကိုစပြီးဖြစ်တဲ့နေ့ရအကြောင်းတွေကိုပြောချင်တဲ့အနေအထားမျိုးနော်ဒါကဘာကိုကပြောချင်တာလည်းဖြစ်မယ်ဘာကိုနဲ့အသက်ဆက်နွယ်ခဲ့ပြီးတဲ့လူတယောက်ကဒီအနေအထားမျိုးဖြစ်နေရလဲဖြစ်မယ်နော်ဒါတော့မြင်ကလေးကိုတွေ့တဲ့အတိုင်းပြောအဲ့တော့ကိုနဲ့ကိုင်းညီလို့ယူလို့ရတယ်နော်နောက်တစ်ခုဘာကိုလေးတွေ stuck ဖြစ်နေတဲ့အကြောင်းဘာလဲဆိုတော့ဖြစ်ချင်တာနဲ့ဖြစ်တဲ့နာလိုချင်တာနဲ့လိုအပ်တာအဲ့ကြားထဲမှာညက်နေလို့မြင်ရနော်အဲ့ကြားထဲမှာညက်နေဒီကလေမြင်ပြမယ်
ဒီဟာကလေဒါကဘာကိုလေးတွေအောင်မှရှိနေတာအတူရှိနေတာတယောက်စိတ်ထဲရှိတာတယောက်ဘာကိုလေးတွေဖြစ်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဘာကိုလေးနဲ့အတူရှိနေတဲ့သူကအဲ့လိုဖြစ်နေရလဲဖြစ်နိုင်တယ်နော်အဲ့တော့ဒါကိုနဲ့ကိုက်ညီတဲ့အတိုင်းယူလို့ရတယ်โอเคပါဒါမင်းဘာကိုလေးတွေကိုလွတ်ပေးတဲ့ general reading April 23ကနေ19အတွက်ဖြစ်ပါတယ်အဲ့ဒါဒီပိုက်ဖြစ်ခဲ့လို့ရှင်မင်းကို like and follow လေးပေးဖို့မမေ့နဲ့နော် bye bye